EU Blue Card ဆိုတာပါလေဘယ်သူတွေအတွက်လဲဘယ်လိုကောင်းကျိုးတွေရမလဲ EU Blue Card ဆိုတာပါ EU နိုင်ငံတွေမှာ non-EU citizen ဖြစ်တဲ့အပြင်နိုင်ငံသားတွေအတွက်အထူးထုတ်ပေးထားတဲ့နေထိုင်ခွင့်နဲ့အလွတ်လွတ်ခွင့်ကပ်ပြားလေးတစ်ခုပဲဖြစ်ပါတယ်။အကြီးအားဖြင့်ကျွမ်းကျင်အတတ်ပညာရှင်တွေဖြစ်တဲ့ engineer တွေဆရာဝန်တွေ IT ကျွမ်းကျင်သူတွေနဲ့သူတည်တည်တွေစသဖြင့် EU နိုင်ငံတွေမှာအထူးလိုအပ်တဲ့အရေးချင်းပြည့်ဝတဲ့သူတွေအတွက်ပဲဖြစ်ပါတယ်။ဘယ်လိုကောင်းကျိုးတွေရမလဲဥရောပမှာတရဝနေထိုင်ပြီးတော့မှအလိုလိုခွင့်ရရှိမယ်။မိသားစုဝင်တွေကိုပါခေါ်ယူပြီးအတူတကွနေထိုင်ခွင့်ရရှိမယ်။အနာဂတ်မှာဆိုရင်အမြဲတမ်းနေထိုင်ခွင့် permanent residency အတိပါလျှောက်ထားနိုင်တဲ့အခွင့်အလမ်းကောင်းတွေလည်းရရှိမှာဖြစ်ပါတယ်။တက်တန်းအဖြစ်တော့တနည်းကနေ၄နှစ်အထိရရှိနိုင်ပြီးအလို့ဆက်လက်ပြီးတော့မှရှိနေတဲ့၍တက်တန်းတိုးလို့လည်းရပါတယ်။ဒီလိုအခွင့်အလမ်းကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ EU နိုင်ငံတွေမှာကြောင်းလျှောက်ထားခြင်းနေဆိုလို့ရှိရင်တော့ FAI ကိုသာလမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်